ဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါရှင်မမကြီးတဲ့မမပေါ့နော်ဒီနေကန်ဆိုင်ခွင်လေးကိုတဲ့မျက်နှာပေါ်မှာတော့လိမ့်ပြတာတော့ဟုတ်ပါတယ်တဲ့မျက်နှာနဲ့လက်နဲ့ကြတော့မတူဘူးကောတဲ့ဒီလက်မှာလိမ့်ပြတာနဲ့မျက်နှာမှာလိမ့်ပြတာနဲ့မတူဘူးတဲ့ဟုတ်ကဲ့မင်းကနေကန်ဆိုင်ခွင်လေးကိုလိမ့်တဲ့ခါမှာဆိုရင်ပထမဦးဆုံးဒီလိုချိတ်ပြီးတော့မှလုပ်ပြီးပါလုပ်ပြီးတော့မှလိမ့်ပါရှင်ဒီမှာနေကန်ဆိုင်ခွင်လေးကိုဘယ်လိုလိမ့်ရမလဲဆိုရင်ဒီလိုမျိုးလေးလိမ့်ပါအသားနဲ့တစ်ထက်တည်းကျပြီးတော့မှလုံးဝတဆင့်လင်းသွားစေတဲ့နေကန်ဆိုင်ခွင်လေးဖြစ်ပါတယ်ရှင်ဒီမှာကြည့်ဒါမလိမ့်ရတဲ့ဖက်နဲ့မလိမ့်ထားတဲ့ဖက်နဲ့တွေ့လားဒီလိမ့်ထားတဲ့ဘက်ကလုံးဝလင်းလေးဖြစ်သွားတယ်ပေါ့နော်သူကလိမ့်လိုက်တဲ့ခါမှာအသားကိုတစ်ဆင့်လင်းသွားစေတယ်မော်ရှာဒက်ဆာဓာတ်ကိုထည့်ပေးထားတယ်ရေဓာတ်ကိုထည့်ပေးထားတဲ့နေကန်ဆိုင်ခွင်လေးဖြစ်ပါတယ်လိမ့်ရင်အသားနဲ့တစ်ထက်တည်းကျစေတယ်ပြာမှာကွက်မှာပူမှာဆက်တာလုံးဝမပူရပါဘူးရှင်ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရပါတယ်အသက်10နှစ်ကနေစပြီးတော့မှဒီနေကန်ဆိုင်ခွင်လေးကိုသုံးလို့ရပါတယ်ရှင်အခုဒါမင်းကလက်ကောမျက်နှာကောကိုလိမ့်ပြပေးထားတာပါဖြစ်เนาะလုံးဝလိမ့်ထားတဲ့ထက်နဲ့မလိမ့်ထားတဲ့ဖက်နဲ့တော့မှအရန်နဲ့မှကွာတယ်เนาะကြည့်လိုက်ပါเนาะဒီဘက်ကဆူဆူအေးလေးဖြစ်နေပါเนาะအခုဒီ12လပိုင်းမှာဝယ်မယ်ဆိုရင်เนาะ3ဘူးလက်ကစင်းနေရပါတယ်ရှင်ဒီ12လပိုင်းပြီးတော့2026တလပိုင်းဆိုလို့ရှိရင်เนาะဈေးတက်ဖို့ရှိပါတယ်ဒါပေမဲ့အများကြီးမတက်ပါဘူးအလေးတလေးပဲတက်ပါမယ်ရှင်အဲ့တော့ဒီနေကဆိုင်ခွင်လေးတပူးရှိုံနဲ့ကိုယ့်ရဲ့အသားရည်ကိုထိမ့်သိမ်းနေတယ်ဆိုရင်เนาะနေကဆိုင်ခွင်တပူးလေးကိုပဲဆောင်းထားပါကြောင်းမရောတုံးလို့ရတယ်เนาะပြီးတော့နောက်တစ်ခုကအသက်10နှစ်ကနေစပြီးတော့မှတုံးလို့ရတယ်เนาะပြီးတော့ကိုကအများကြီးမတုံးချင်ဘူးဒီအသားကြီးလည်းထိန်းချင်တယ်တင်းတင်းမဲဆက်နဲ့ဖုံးချင်တယ်ဆိုရင်တော့ဒီနှမျိုးလေးနဲ့ပဲတည်သုံးပါဒီနှမျိုးလေးပေါ့နော်ဒါကမော်ရှာဝဲစာခွင်လေးပေါ့နော်ဒီခုချိန်မှာမော်ရှာဝဲစာခွင်လေးကအရန်တန်တဲ့ promotion ပေးနေပါတယ် buy 2 get 1ပေါ့နော်နှစ်ဘူးဝယ်ရင်တစ်ဘူးလက်ဆောင်နဲ့ပေးနေပါတယ်အဲ့တော့လိုချင်တယ်ဆိုရင်တော့ comment မှာအများဟိုင်းခဲ့ပါရှင်ဒီ12လပိုင်းတစ်လပဲပေးထားတာပါရှင်ဒီရဲ့မော်ရှာဝဲစာခွင်လေးက12လပိုင်းတစ်လပဲပေးထားတာပါရှင်လိုချင်တယ်ဆိုရင်တော့အမြန်လက်ဥမှရမယ်နော်ပစ္စည်းကတော့အလစ်တယ်ပဲရှိတော့ပါတယ်ရှင်မှာလည်းပေါ့နော်မင်းကအများကြီးမပေးထားဘူးပေါ့နော်ဒီ12လပိုင်းတစ်လပဲပေးထားတယ်ကုမ္ပဏီကလည်း12လပိုင်းတစ်လပဲပေးထားတယ်ပေါ့နော်အဲ့တော့ကိုကကြိုပြီးတော့မှဥကျင်နေဆိုလို့ရှိရင်တော့ဒီချိန်မှာဝယ်ရင်အရန်တန်တယ်လို့မင်းကညွှန်ချင်ပါတယ်ရှင်ရေတက်ကိုရှင်ကထုတ်လုပ်ပေးထားတဲ့မော်ဂျာဗိုက်ဆာရွှေရောင်ဘူးလေးဖြစ်ပါတယ်ရှင်အဲ့တော့ကိုကတဏီကုံလုံးကိုပပကြီးကြီးလေးနဲ့ပပလေးပဲလာကျင်နေဆိုရင်တော့ဒီနှမျိုးလေးပဲသုံးပါလို့မင်းကညွှန်ချင်ပါတယ်ရှင်ကိုယ်တိုင်လည်းဒီနှမျိုးလေးပဲသုံးထားပါရှင်ညဘက်ဆိုရင်တော့ဒါလေးကိုသုံးတယ်နေကင်းဘက်မှာဆိုလို့ရှိရင်တော့ဒါလေးကိုဆက်ပြီးတော့မှ2မျိုးတွဲပြီးတော့မှသုံးပေးပါတယ်ရှင်အဲ့တော့လူချင်းနေဆိုရင်တော့ comment မှာဟိုင်ခဲ့ပါရှင်အေးရောင်းငွေရှိခြင်းနဲ့ပို့ပေးပါတယ်ရှင်မြို့ပေါင်း300ကိုအေးရောင်းငွေရှိနဲ့ပို့ပေးပါတယ်ရှင်မိမိကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကြိုက်တုံကလက်လီလက်ကတိုင်ကြီးပဲဖြစ်ပါတယ်ရှင်အဲ့တော့လက်လီပဲလူချင်းချင်းလက်ကားပဲလူချင်းချင်းဘောနော်ဈေးနှုန်းချေတာစာနဲ့ပေးရောင်းပေးနေပါတယ်လို့